အသက်25နှစ်တဲနဲ့ကိုဝရာစူးစမ်းပြီးအသက်ငယ်ဆုံးဘီယန်နာဖြစ်လာခဲ့တဲ့ကောင်လေးဒီကောင်လေးကတော့အသက်25နှစ်တဲနဲ့ဘီယန်နာဖြစ်လာခဲ့ပါတယ်သူကအမွေရလို့ချမ်းသာလာတာမဟုတ်ပဲကိုယ်တိုင်စူးစမ်းပြီးချမ်းသာလာခဲ့တာပါနောက်ပြီးသူကကမ္ဘာနီးပညာအင်အားကြီးတွေရဲ့ပြိုင်ပွဲမှာလည်းနေရာတစ်ခုရအောင်ဝင်ယူထားနိုင်ပါသေးတယ်ပိုလေးစားဆရာကောင်းတာကတော့ဒီလောက်အသက်ငယ်တဲ့ကောင်လေးကအမေရိကန်စစ်တပ်နဲ့ပါပူးပေါင်းလုပ်နေတာပါပဲသူ့နာမည်ကအလက်ဆန်ဒါဝမ်ပဲဖြစ်ပါတယ်အလက်ဆန်ဒါဝမ်ကငယ်ကလေးကတင်ချာနဲ့ပတ်သက်ရင်ဉာဏ်ကြီးရှည်လေးဖြစ်ခဲ့ပါတယ်အသက်19နှစ်မှာတော့ MIT ကနေကျောင်းထွက်ပြီးကိုပိုင်ဒေတာကုမ္ပဏီဖြစ်တဲ့ Scale ကိုတည်ထောင်ခဲ့ပါတယ်သူ့ကုမ္ပဏီက General Motors နဲ့ American လေတပ်တို့လိုမျိုးဖောက်တယ်တွေအတွက်ဒေတာတွေအများကြီးထဲကနေလိုချင်တာတွေကိုစစ်ယူနိုင်ဖို့လုပ်ပေးခဲ့ပါတယ် LS ရဲ့ဤပညာကလူသားတွေရဲ့လုံနိုင်စွမ်းထက်အများကြီးပိုတာလုံခဲ့တဲ့အကြောင်းအခုဆိုရင် American စစ်တပ်နဲ့ဒေါ်လာ350တန်နဲ့စာချုပ်ကိုလည်းချုပ်ဆိုနိုင်ခဲ့ပါပြီနောက်ပြီးသူ့ရဲ့စကေးအရိုင်ကနေလည်းအမြတ်ငွေဒေါ်လာ100တောင်ရရှိခဲ့ပြီးပဲဖြစ်ပါတယ်နောက်ဆုံးသတင်းတွေကသူ့ကုမ္ပဏီကိုရင်းနှီးမြှုပ်နှံတွေကဒေါ်လာ9.3ဘီလီယံရှိသွားပြီဖြစ်တဲ့အတွက်ဒီကောင်လေးကသူပိုင်ထားတဲ့ share နဲ့တရားဝင်ဘီလီယံနာတယောက်ဖြစ်လာခဲ့ပါပြီ